ပထမဆုံးလက်ကြတရားကိုဖိတ်ခေါ်လိုက်မယ်လားတို့ပြရအောင်ဖိတ်ခေါ်ပါတယ်ဒီနေ့မင်္ဂလာပါမင်္ဂလာပါဒီနေ့နာမည်လေးကအဆန်းလေးဆိုတော့တိုင်းရင်းသားလားဟုတ်ကဲ့ကျွန်တော်ချင်းတိုင်းရင်းသားပါဟုတ်ပါပြီဘယ်ကလာပြန်လာလဲညီလေးကျွန်တော်ကလေးမျိုးကနေလာရောက်ရှင်ပြိုင်တာပါဟုတ်ပါပြီတချင်းကဘာတချင်းလေးရေးထားလဲကျွန်တော်ရွေးချယ်ထားတဲ့တချင်းကတေးစရာကိုကေတီကြီးပြီးတော့ကိုကျော်ပိုင်တီဆိုထားတယ်မေးလိုက်ကြမလားဖြစ်ပါတယ်မေးပါဦးအားပေးမယ်နော်ညီလေးအားပေးမယ်နော်你走的路哪里孤独别要你你早给谁个人在没笑那么大今天来自好寂寞我今天已没把的阿龙归路路有你来找那我变了对我没你的爱我对过你都是欧美那样记得你的全世界你那不是梦你的中华为怕在最难比没来什么拉表表列的字你为中为给哪里有哪里就我的地呀这边就那天在慢慢后哭你的来自好处人要的感觉是的那天路陪那个我的路陪你也见了对我没你的爱我对不起你都是欧美那样记得你的是谁过你那个不是梦你那种话都为怕在最难比没来什么拉表你那种话为怕在最难比没来什么拉